ကျွန်တော်တို့ free rider အဖွဲ့ကြီးအဖြစ်အခုအချိန်မှာရိုးသားစူးစမ်း AR သားတို့နေထိုင်ရာပသိမ်မျိုးကြီးကိုရောက်ပါပြီဗျာမိုက်ပါလေလမ်းလေးကဖြူပသိမ်မျိုးကြီးထဲမှာပြောတော့မိုက်တယ်တော့မိုက်တယ်ဗျာကဲကျွန်တော်တို့လည်းပသိမ်ရနေပြီးတော့ချောင်းသားကိုဆက်ပြီးခီး